ထင်ထားသလိုပါပဲဖြစ်ချင်နိုင်ဖြစ်နေတဲ့ဟွာအန်နဲ့ကစီးပွားရေးလုပ်ငန်းတွေကိုအွန်ဟာစီမံရတဲ့အခါမှာတော့အကုန်ရှော့ရှော့ရှူရှူဖြစ်သွားပါတယ်။ဗန္နာဒိန်ဟွန်ယောင်းကတော့တစ်ချိန်လုံးတဟီဟီတာဟာဖြစ်နေပါတယ်။အချိန်ကြာကြီးဒုက္ခခံခဲ့ရပြီးနောက်အခုတော့တာဂျီနူးပွဲမောင်းဟွာလေးဖြစ်သွားပါပြီ။ဒါပေမဲ့လူတချို့ကတော့ငရဲတွင်းကနေမလွတ်သေးပါဘူး။ဟုတ်ပြီဟာလှုပ်ထားမယ်ဟာနောက်ဆုံးတစ်ချိန်ပဲမင်းတို့ယောက်ျားမဟုတ်ဘူးလားချကွာဆိုပြီးဒိုက်ထိုးနေတဲ့အန်ခိုင်ဝင်တွေကိုချွန်းမြောင်အားပေးနေပါတယ်။နောက်ဆုံးတစ်ချိန်ဆိုလို့အရှိသမျှအားအကုန်သုံးပြီးဒိုက်ထိုးလိုက်ပါတယ်။ဟုတ်ပြီကွာဒီတစ်ခါတကယ်နောက်ဆုံးပဲနောက်တစ်ချိန်ထပ်ထိုးကွာဆိုပြီးချွန်းမြောင်ကထပ်ပြီးတော့ဂျင်းထည့်ပါတယ်လူလေဒီမှာသေတော့မယ်လို့အကုန်ဝိုင်းអော်ကြပြင်မယ်လေအော်ဟုတ်လားငါတော့လူတွေတယောက်မှမတွေ့သေးဘူးလို့ပြန်ပြောတဲ့အခါဘာဆက်ပြောရမလဲတော့မသိကြတော့ပါဘူးဂျိုးကိုကြည့်ပြီးယွန်ချောင်းအတွေးပွားနေပါတယ်မိုးမလင်းခင်လေးချင်ကန်တွေထားလို့ဖို့ချွန်းမြောင်စာပြောတော့ကငါတော်တော်စိတ်ပူသွားတာဘာလို့လဲဆိုတော့မောင်ဟွာရဲ့ဓာတ်တိုင်းတွေကအယောင်ပြအကွက်တွေကိုပုံစံအစုံနဲ့တွတ်တွတ်လက်လက်ပြောင်းလဲကစားရတဲ့သဘောရှိတယ်လေးချင်ကန်တွေဆွတ်လုပ်ပြီးဗလာတွေရမ်းထွက်လာတဲ့အခါလှုပ်ရှားမှုတွေမှာအဟံတားဖြစ်ပြီးဓာတ်တိုင်းတွေကိုအနှောက်အယှက်ဖြစ်စေမယ်လို့ငါထင်ခဲ့တာပဲဒါပေမဲ့အခုခန္ဓာကိုယ်ကတန်မာလာတာနဲ့အမျှဓာတ်ချက်တွေကပုံမြန်ပြီးပိုထက်လာတယ်ပိုပြီးတိုးတက်လာနေတာအထင်သာကြီးမှုငါတို့လိုတိုင်းမားတွေအတွက်တော့ဒီလေးချင်ကန်တွေကပျော်စရာကောင်းလာတယ်အရင်ကဆိုလေးချင်ကန်ဘယ်ချင်းပြီးမလဲပဲအကုန်ညင်းညူနေတတ်ကြပေမဲ့အခုတော့သူ့ထက်ငါအပြိုင်လေးချင်နေကြပြီငါတို့အကုန်ပြောင်းလဲသွားပြီအကုန်ကောင်းတယ်မကောင်းတာကလေးချင်ကန်တွေကတောင်ရမ်းလွယ်တော့ကွာဟုတ်တယ်အလေးထပ်တိုးကြမယ်ကွာတင်မှုမေထားဦးသမားပုံစံမဖြစ်တော့ပဲဓမြတွေနဲ့ပိုတူလာနေတာကြောင့်ယွန်ချောင်းတယောက်ဘာလို့ရမှန်းမသိဖြစ်နေပါတယ်တက်ကြွတဲ့ကြက်ဖားတွေဖြစ်နေကြပြီးအခုမနက်စာသွားစားမယ်ကွာစားပြီးရတဲ့မနက်ပိုင်းလေးချင်ကန်ဆက်လုပ်မယ်ပြောနေကြပါတယ်ယွန်ချောင်းကတော့ချုံးမြောင်ဒီနေ့လဲလေးချင်ကန်လာမလို့ဘူးလားလို့ဂျိုကူကိုမိပါတယ်ဟုတ်တယ်မတွေ့မိဘူးလို့ဖြေတဲ့အခါအေးငါတို့တွေကိုကိုယ်စိတ်ကြိုက်လေးချင်ခွင့်ပေးပြီးကြတဲ့ကပျောက်သွားတာပဲဒါပေမဲ့အိတ်နေတာလည်းမဟုတ်ပြန်ဘူးငါတို့လို့သွားကြည့်ရင် तू အိတ်ရထဲမှာတော့မရှိတော့ဘူးဒီကောင်ဘယ်တွေသွားနေလဲမသိဘူးဆိုပြီးစဉ်းစားနေပါတယ်အုံဟာကိုအလဲသွားတာရောမဖြစ်နိုင်ဘူးလားအုံဟာကိုယ်စလဲဖြစ်ပြီးကြတဲ့ကနေ့တိုင်းသွားတာချောင်းပါပေါက်တော့မယ်ဒေါ်နယ်ထရန့်တော်သူ့လောက်အလုံးမများဘူးလို့ဂျိုကူကပြောတဲ့အခါယွန်ချောင်းကလည်းထောက်ခံလိုက်ပါတယ်ဒါနဲ့လေကိုကြီးငါတို့တွေပိုတန်မာလာတာကဟုတ်ပြီဒါပေမဲ့ဘလောက်ပိုတန်လာတယ်ထင်လဲလို့ဂျိုကူကမေးပါတယ်ယွန်ချောင်းကခဏစဉ်းစားလိုက်ပြီးဘလောက်ပိုတန်လဲဆိုတာနှိုင်းရှင်ကြီးမှသိနိုင်မှာဖြစ်ပြီးတတိယတန်းတွေအကုန်တပြိုင်တည်းပိုတန်လာတာဆိုတော့နှိုင်းရှင်စရာမရှိတော့ပဲအတိအကျသိနိုင်ဖို့ခက်သွားပေမဲ့ချုံးမြောင်မရောက်ခင်ကထက်တော့2ဆလောက်ပိုတန်လောက်ကြောင်းဖြေပါတယ်2ဆလောက်လေးပဲလားလို့ထပ်ပြီးတော့မှအေးတကယ်ချရင်တော့အခုငါကအရင်ကငါ3ယောက်လောက်ကိုနိုင်လောက်တယ်လို့ပြောပါတယ်မလောက်ဘူးကိုကြီးအဲ့လောက်နဲ့မလောက်သေးဘူးတိတဲ့အတိုင်းတိုင်းဖလဲဝဲကရောက်လာတော့မှတိထက်အများကြီးပိုတန်မာဖို့လိုတယ်ဆိုပြီးဂျိုကူကသတိပေးလိုက်တော့ယွန်ချောင်းသဘောကျသွားပြီအေးဒါပေါ့ချုံးမြောင်ကိုတွေ့မှာငါတို့ကိုပိုလေးကျင်ပေးဖို့တောင်းဆိုကြတာပေါ့လို့ပြောလိုက်ပါတယ်ချုံမြောင်တယောက်အိတ်ချင်မူတူနဲ့တောထဲကိုသွားနေပါတယ်။မြ мян တန်မာဖို့အတွက်ဆိုခန္ဓာဓာတ်ဆိုတဲ့အဆင့်ကိုမြ мян ရောက်ဖို့လိုပါတယ်။ဓာဝိဇ္ဇာဘွားကရောက်ဖူးပြီးသားဖြစ်တာကြောင့်အခုဘွားမှာတော့တိတ်မခတ်တော့ပါဘူး။အားကုန်သုံးပြီးဓာတ်တိုင်းကျင့်အောင်ပါပဲ။ဒါပေမဲ့ချုံမြောင်အားကုန်သုံးတာကိုသာဂိုင်းကလူတွေမြင်ရင် what the fuck တွေဖြစ်ကုန်ပြီးမိကုံပေါင်း16000အမေးခံရမှာအသေးချပါပဲ။တွေးကြည့်တာနဲ့စိတ်ရှုပ်ဖို့ကောင်းနေပြီမို့အခုလိုလူမရောက်တဲ့တောင်ကုန်းပေါ်မှာဘယ်သူမှမသိအောင်လာလေ့ကျင့်နေရတာပါ။ဒါပေမဲ့တောင်ကုန်းပေါ်ရောက်တဲ့အခါမှာတော့ဟာနတ်မိမယ်လေးလားဟာဒါနဲ့နေပါအောင်မောင်ဟွာရဲ့အရင်ကအတိုင်းတွေကိုဘယ်သူမှမသိတော့ဘူးလို့ထင်တာအခုဒီကောင်မလေးကတုံးနေပါလားအဲ့လိုအတွေးများနေတော့မှာပဲသူ့လိုကိုရောင်ဖြောက်တဲ့နေရာမှာမခေတဲ့သူကိုသတိထားမိတာချုံးမြောင်အံ့ဩနေပါတယ်နင်ဘယ်သူလဲငါရင်ကမတွေ့ဘူးလို့မင်းနေပေမဲ့ချုံးမြောင်ကတော့အတွေးများနေတော့မှာပဲဘယ်သူလဲကငါမေးရမှာလေတစိမ့်ရတော့သူလဲမောင်းဝါခိုင်းဝင်ပဲဒါပေမဲ့သူ့လောက်လာတဲ့သူအခုဘဝ15နှစ်နဲ့အရင်ဘဝ280နှစ်ဘဝပေါင်း200မှာတစ်ခါမှမတွေ့ဘူးငါသာဖိုးကြီးမဟုတ်ရင်ကြွေစင်းနေလောက်ပြီချုံမြောင်ကရုပ်တည်ကြီးနဲ့စိုက်ကြည့်နေတော့ဓာတ်ကိုရှေ့တိုးလိုက်ပြီးဖြေလေးလို့ထပ်မိပါတယ်ဟာဒီမှာကြည့်လေမောင်ဝါယူနီဖောင်းကြီးမတွေ့ဘူးလားနင့်ကိုတစ်ခါမှမတွေ့ဘူးတတိယတန်းကလားဟုတ်တယ်ဒါပေမဲ့တတိယတန်းတွေကညမထွက်ရစီကန်းရှိရလေဂိုင်းချုပ်ကကျွန်တော်ကိုခွင့်ပြုထားပြီးသားဂိုင်းချုပ်က
ဟုတ်တယ်တတိယတန်းကိုခွင့်ပြုတယ်ဟုတ်တယ်ဟာမဖြစ်နိုင်တာကြီးကိုမယုံရင်သွားမေးကြည့်ပေါ့ဘသူကခိုင်ချုပ်နာမည်ကိုအလွဲသုံးစားလုပ်ရဲမှာလဲခေါင်းလေးပါလေသုံးဒါနဲ့လေဓားလေးတော့ဖယ်ပေးအောင်ခမားလည်းပဲမဟုတ်တိုင်းစွတ်မလုံနဲ့ဗျာအဲ့တော့မှဓားကိုဖယ်ပေးလိုက်ပြီးဘာပဲဖြစ်ဖြစ်တမားတကတိုင်းကျင်နေတာကိုအခုလိုခိုးကြည့်တာတိုင်းကျင်ဝင်နဲ့မညီဘူးနော်ဟာဒီနေရာကကျွန်တော်လေ့ကျင့်နေကြနေရလေဗျာခမားကအခုမှရောက်လာပြီးကျွန်တော်အပြစ်ဖြစ်ရတယ်ပေါ့ဒါဆိုလဲငါ့ကိုမြင်မြင်ချင်းထွက်လာတဲ့နာပေါ့ဟာမောင်ဝါအနာမှာဒဇင်းတယောက်တွေ့ရင်ဘယ်သူလဲအရင်အကဲခန့်တဲ့နဲ့လေမဟုတ်လို့လားဆိုပြီးချွန်းမြောင်ကတခုံးမခံပြန်ပြောနေတော့မီချောတယောက်ခိုးလို့ခလူဖြစ်နေပါတယ်ချွန်းမြောင်ထက်သွားပြီးမီချောကစကားပြောမနှက်တာသတိထားမိသွားပါတယ်ရုပ်ရည်ကြည့်တာနဲ့ဘယ်သူမှပြိုင်မငင်းနေတော့ပဲမမကုံတော့အနံတော်ဖြစ်နေကြမှာတွေးကြည့်ုံနဲ့တင်တည်တာနေပါပြီနင်းနာမင်ကရောချွန်းမြောင်ပါဒါဆိုတိုင်းသမားဘွဲ့ရပြီးပြီပေါ့မဟုတ်ဘူးချွန်းမြောင်ကနာမည်ရင်းပြဟဲ့ဘလို့ဖြစ်တာတော့တတိယတန်းတွေရဲ့ဘွဲ့ကချွန်းနဲ့စတာမဟုတ်ဘူးလားဒါပေမဲ့ကျွန်တော်မှဘွဲနာမည်မရသေးတာတကယ်လို့ရခဲ့ရင်တော့လက်ရှိနာမည်ကပဲဘွဲနာမည်ဖြစ်သွားမှာပေါ့။အော်အဲ့လိုလား။အဲ့လိုသူဘာပြောယုံနေတဲ့အခါမိချောကတောက်ပိန်မှန်ချွန်းမြောင်သေးကြသွားပါတယ်။ငါနာမည်ကဒုတိယတန်းခိုင်းဝင် UE ဆိုပဲ။မင်းသာတကယ်တတိယတန်းဆိုငါကမင်းရဲ့စီနီယာပဲလို့ပြောတဲ့အခါချွန်းမြောင်ကြောင်သွားပါတယ်။သူထင်နေတာကဂိုင်းကတောက်ရဲမွေးနေတာကြောင့်ဗတ်မျိုးဆက်မရှိဘူးလို့ထင်နေတာပါ။မောင်ဟွာရဲ့ဘွဲဘေးပုံစံကဒီလိုပါကိုရီးယားရဲ့နာမည်မှာမျိုးရိုးနာမည်ရှေ့ကပါတယ်လို့ဂိုင်းရဲ့မျိုးဆက်တစ်ခုစီမှာရှေ့နာမည်တစ်မျိုးစီရှိကြပါတယ်။ချွန်းမြောင်ဟွန်းအန်ဘတ်ဆိုတဲ့၅မျိုးကိုအစင်တိုင်းပေးပြီးရင်အစကပြန်ပေးပါတယ်။ပထမတစ်ပတ်ချွန်းမျိုးဆက်မှာဒါဝိစာချွန်းမြောင်21ရောက်မြောက်ဂိုင်းကျုပ်ချွန်းမန်တို့ပါပါတယ်။မြောင်မျိုးဆက်ကတော့လက်ရှိအထိတယောက်မှဇလန်နဲ့မပါသေးပါဘူး။ဟွန်းမျိုးဆက်မှာတော့လက်ရှိဂိုင်းကျုပ်ဟွန်းချောင်းတိုင်းမှုဟွန်းစန်းဘန်နာဒိန်းဟွန်းရောင်တို့လိုအကြီးအကဲအဆင့်တွေပါပါတယ်။အန်မျိုးဆက်မှာတော့အန်နန်နဲ့အန်ကန်တို့လိုပထမတန်းတွေပါပါတယ်။ဗတ်မျိုးဆက်မှာတော့အခု UE ဆိုနဲ့အခြားဒုတိယတန်းတွေပါပါတယ်။တပတ်ပြည့်သွားပြီးတတိယတန်းတွေရဲ့ဘွဲနာမည်တွေကချွန်းနဲ့ပြန်စားပါတယ်။နောက်ထပ် fan fact တစ်ခုကတော့ UE ဆိုက Return of the Mountain ဆက်မှာပထမဆုံးပါတဲ့ main လေးဇက်ကောင်ပါ။ရှေ့က chapter 35ခုလုံးမှာအဖိုးကြီးတွေတောက်ပေါ်တွေနဲ့ပဲပြင်နေခဲ့တာပါ။ကျွန်တော်ပြေးနေရပြီကျွန်တော်အတွေးများနေတဲ့ချွန်းမြောင်ကိုအီဆိုကဟဲ့ဘာလုပ်နေတာလဲစီနီယာကိုမနှုတ်ဆက်ဘူးလားလို့ပြောတဲ့အခါဘသူမှတောက်ထင်မကြီးပေမဲ့လည်းတိုင်းကြီးချိန်မရှိတော့မှဆိုတာကြောင့်စကားမများချင်တော့လို့တယိုတသေးနှုတ်ဆက်လိုက်ရပါတယ်အီဆိုကတော့ဂိုင်းချုပ်ကိုမေးကြည့်လို့နင်ပြောသလိုမဟုတ်ရင်တေဖို့ပြင်ထားလို့ပြောရင်ထွက်သွားပါတယ်တစ်ချက်ပြန်လှည့်ကြည့်လိုက်ပြီးငကြောင်လို့ပြောခဲ့ပါသေးတယ် What စပူဇာမှာတော့တစ်ဖွဲ့လုံးစော်ငင်းခံရတယ်လို့မှိုင်းနေကြပါတယ်။ဘာဖြစ်ကြတာလဲလို့ချွန်းမြောင်မေးတဲ့အခါဒုတိယတန်းတွေပြန်လာတော့မှကြောင်းလို့ယွန်ချောင်းကဖြေပါတယ်။အော်ဘတ်နာမည်နဲ့ကောင်းနေလားလို့မေးလိုက်တဲ့အခါစီနီယာကိုရိုးသေးသေးခေါ်ဖို့ယွန်ချောင်းကတတိပေးလိုက်ပြီးဂိုင်းကမွဲနေတဲ့အခါတကားပေးလေ့ကျင့်ခန်းလုပ်ဖို့ဘတ်ဂျက်မရှိတာကြောင့်ကိုယ့်အစီအစဉ်နဲ့ကိုလေ့ကျင့်ကြဖို့အတွက်ဂိုင်းကနေခဏထွက်သွားကြတာဖြစ်ပြီးအခုပြန်ရောက်တော့မှဖြစ်ကြောင်းဆက်ရှင်းပြပါတယ်။ဟာအဲ့ဒါနဲ့ပဲမင်းတို့ကလက်သားမိုင်မှိုင်းနေကြရောလား။ဘာလဲစီနီယာတွေကအချင်းမကောင်းပဲမင်းတို့ကိုအနိုင်ကျင့်လို့လားလို့ချွန်းမြောင်ကမေးတဲ့အခါသူတို့တွေကတစုံတယောက်လိုအနိုင်ကြီးတက်တဲ့သူတွေတော့မဟုတ်ပါဘူး။ဘာပြောရဲပြောစမ်းမအောင်အဲ့တစုံတယောက်ကဘယ်သူလဲဆိုပြီးချွန်းမြောင်မေးတဲ့အခါယွန်ချောင်းချောင်ပိတ်မိနေတော့ဂျိုကူးကမောင်ဟွာတောင်စုံတိုင်းဖလှယ်ပွဲကြောင်းလို့ဖြေလိုက်ပါတယ်။ဒီပွဲကို9နှစ်တစ်ချိန်ကျင်းပလေးရှိတာဖြစ်ပြီးတိုင်းဖလှယ်ပွဲထက်တိုင်းပြိုင်ပွဲနဲ့ပိုတူလာပြီးတိုင်းပြိုင်ပွဲနဲ့တကယ်တူလားဆိုတော့လည်းမဟုတ်ပြန်ပါဘူး။ဘာလို့ဆိုတောင်စုံကကြီးတစ်ဖက်သက်နိုင်နေကြမှုလို့ပါ။လွန်ခဲ့တဲ့2နှစ်ကအနာတောင်မကျက်သေးကြောင်းဒီတစ်ခါကိုလည်းဘလို့ဖြတ်ကျော်ရမှန်းမသိသေးကြောင်းတစ်ဖက်သက်ကြီးထက်ရှုံးအောင်မယ်ဆိုရင်အကြီးအကဲတွေမျက်နှာပြက်ရမှာဖြစ်ပြီးဂိုင်းကြီးတစ်ခုလုံးချီးပေနေမှာဖြစ်ကြောင်းတဖွာဖွာညင်းညူနေကြပါတယ်။ဒါဆိုမင်းတို့ပြောနေတာကဒီတစ်လျှောက်လုံးတစ်ဖက်သက်အကျိတ်ခံနေရတာပေါ့လေ။အေးဟုတ်တယ်အဲ့ဒါကြောင့်ပဲစီနီယာတွေကနောက်ထပ်မဖြစ်အောင်တကားပိတ်လေ့ကျင့်ခန်းတွေတွားလုပ်ကြတာ။အခုသူတို့ပြန်လာပြီဆိုတော့တိုင်းဖလှယ်ပွဲကလည်းနီးနေပြီဆိုတဲ့အဓိပ္ပာယ်ပဲ။အော်အဲ့လိုလား။ငါတို့ကတောင်စွန်းနဲ့ချားကြရတော့မှာပေါ့လေဆိုပြီးချွန်းမြောင်တင်းသွားပါတယ်ချွန်းမြောင်တို့ခေတုံးကဆိုတောင်စွန်းကကောင်တွေကတိုင်းရှင်ချဖို့အသာထားမော်တော်မကြည့်ရဲပါဘူးအခုကြမှာတစ်ဖက်သက်အနိုင်ကျင့်ပြီးစိတ်ဓာတ်တွေကိုရိုက်ချိုးရဲနေတာပါဒါဆိုတကားပိတ်လေ့ကျင့်ပြီးပြန်လာတဲ့စီနီယာကောင်စုပ်တွေကရောနိုင်ပါလားလို့မေးလိုက်ပါတယ်အစကတည်းကသူတို့တွေလည်းအချိန်နေမကောင်းလို့တကားပိတ်လေ့ကျင့်နေကြရတာလေဘယ်လောက်ပဲတိုးတက်ပါစေအောင်နိုင်ဖို့ကတော့တေးကြမှာမဟုတ်ဘူးလို့ယွန်ချောင်းကဖြေပါတယ်ဟာဒါဆိုငါတို့ကတော့နိုင်ကိုနိုင်ရမှာပေါ့ကွာဒီမှာကိုကြီးတို့မင်းတို့တေရဲတယ်မလားတောင်စွန်းကိုတမဖို့ဆိုတုံးတက်တက်ကြားကက်လှုပ်ရဲတယ်မလားချွန်မြောင်ကအဲ့လိုမင်းနေပေမဲ့လည်းအကုန်လုံးကတော့အင်းမလို့ဖြစ်နေကြပါတယ်လုံးဝစိတ်ပူစရာမလိုဘူးအကုန်ဟော်ဒီကညီလေးတာဝန်ထားလိုက်တောင်စွန်းဖင်ချငါတို့ကွာဆိုပြီးအားပေးလိုက်ပါတယ်
တိုင်းဖလှယ်ပွဲကဘာလို့စောလို့တာလဲလို့အန်နန်ကဟွန်ချောင်းကိုမေးပါတယ်တောင်စွန်းကစောလို့ဖို့စားဖို့တာဖြစ်ကြောင်းဖြေတဲ့အခါအန်နန်ကဂိုင်းကအချီနီကောင်းနေပြီဖြစ်တာကြောင့်ဒီတိုင်းလေးဆက်သားယုံနေတင်တဟုန်ထိုးတိုးတက်လာတော့မှဖြစ်ပေမဲ့တိုင်းဖလှယ်ပွဲကြောင့်ကလေးတွေစိတ်တန်ရာရပြီးနာလန်မထူနိုင်တော့ရင်တမျိုးဖြစ်သွားနိုင်တယ်လို့သတိပေးပြီးတောင်စွန်းရဲ့အကြံကိုညင်းတင်ကြောင်းပြောပါတယ်ဒါတွေငါသိတယ်အန်နန်ဒါပေမဲ့ဒီဘွဲကိုငါတို့ရှောင်ရင်ရောကလေးတွေစိတ်တန်ရာမရဘူးလို့မင်းထင်လားဂိုင်းချုပ်ကိုယ်တိုင်ကသူတို့ကိုမယုံဘူးဆိုတဲ့စိတ်ဝင်သွားလိမ့်မယ်ကွဆိုပြီးဟွန်ချောင်းပြောတဲ့အခါအန်နန်ဆွန့်လာသွားပါတယ်ငါတို့နဲ့တောင်စွန်းချောင်းမှာတိုင်းပညာအများကြီးကွာဟနေတာအမှန်တရားပဲခဏလေးနဲ့ပြန်မီဖို့ကမဖြစ်နိုင်ဘူးဒါပေမဲ့ရှုံးတာကရှက်စရာမဟုတ်ဘူးကွကြောက်လို့ရှောင်နေဆိုတာကသာရှက်စရာငါတို့ကလေးတွေတစ်သက်လုံးခေါင်းမဖော်နိုင်ဖြစ်သွားလိမ့်မယ်အဲ့လိုဖြစ်လို့လုံးဝမရဘူးလို့ဟွန်ချောင်းကပြောလိုက်မှအန်နန်လက်ခံသွားပါတယ်အဲ့ဒီနောက်ပြန်ရောက်တော့မှကလေးတွေအတွက်အစားအသောက်တွေတေချာပြင်ထားဖို့မှားလိုက်ပြီးအန်နန်ကိုပြန်လွှတ်လိုက်ပါတယ်သူကိုယ်တိုင်ကတော့စိတ်တွေလေးလံပြီးကြံနေခဲ့ပါတယ်မင်းပြောပုံရငါတို့ကတောင်စွန်းကိုနိုင်နေတယ်ပေါ့အခုထိတော့မနိုင်နိုင်သေးဘူးငါတို့ပိုကျန်းလာပြီလေကွာအေးမင်းတို့ပိုကျန်းလာတော့မှန်တယ်ဒါပေမဲ့ဒီလောက်လေးပဲစတာပါကွာစတာပါအေးငါထင်သားပဲအေးလေအဲ့လောက်ပဲကမလဲနော်ဒီလောက်မိမိကြီးတော့ကိုဒီလောက်အဲ့ဒါဘာထူးလဲငါတို့တွေတိမ်မတဲ့လေ့ကျင့်တာတော့အဲ့လောက်လေးပဲပိုကျန်းတာဖြစ်နိုင်မလားဟာငါတောင်းရင်ကျန်းလာတာငါပဲသိတယ်ကွာဘလို့ကြွက်ကနေကြက်ဖြစ်လာတာနဲ့ပဲလင်းရုံကိုစိန်ခေါ်လို့ရမယ်ထင်နေလားတောက်ယူအဲ့လိုချုံမြောင်တယောက်ဂျိုဂူတို့ကိုပိုးစုပ်ပတ်ဆက်နှိမ်နေပေမဲ့လည်းစိတ်ထဲမှာတော့ဂျိုဂူတို့တစုကသူမြင်ဘူးသမျှထဲမှာတိုးတက်မှုအများဆုံးဆိုတာလက်ခံထားပါတယ်ဒါပေမဲ့စမှတ်ခြင်းအရန်ကွာနေတာကြောင့်တောင်စွန်းကရွယ်သူတွေနဲ့တော့ဂျင်ပေါင်တန်းနိုင်ဖို့မဖြစ်နိုင်သေးပါဘူးပြိုင်ဘက်သာတိတ်အတော်ကြီးတဲ့ကမဟုတ်ရင်ဂျိုဂူနိုင်ဖို့အခွင့်အရေးရှိပါတယ်ယွန်ချောင်းအတွက်ဆိုရင်တော့အဲ့ထက်ပိုခတ်မှာပါကျန်တဲ့သူတွေကတော့နိုင်ဖို့လုံးဝမဖြစ်နိုင်ပါဘူးအဲ့လိုတွေးနေတော့ဒါဆိုငါတို့ဘယ်လိုနိုင်အောင်လုပ်မလဲလို့ဂျိုဂူကမေးပါတယ်ပူဆွမ်းအောင်တိုင်းကျင်းမော့ဟာလို့ပြောလိုက်တဲ့အခါယွန်ချောင်းကလာချီပြီးကျင်းတာတော့မနိုင်နိုင်သေးတာအခု15ရက်ပဲအချိန်ရတော့တာကြီးကိုဘလို့မီတော့မှလဲလို့မေးပါတယ်အေးလေဒါကြောင့်ပဲမင်းတို့တေရဲတယ်မလားလို့ငါမေးထားတာပေါ့ကွာညရောက်တဲ့အခါမှာတော့လေးချီနီပြောင်းမယ်ဆိုပြီးချွန်းမြောင်လူစုထားခိုင်းတာကြောင့်အကုန်ရဲရုပ်တည်ဖြစ်နေကြပါတယ်ချွန်းမြောင်ရလာတဲ့အခါမှာတော့ပြောင်းမယ်ဆိုတာဘလို့ပြောင်းမှလဲလို့ယွန်ချောင်းကမေးပါတယ်ချွန်းမြောင်ဓာတ်စစ်ကြီးဆွဲထုတ်လိုက်တဲ့အခါမှာတော့အကုန်ပြာခတ်နေကြပါပြီလေးချင်နေအစ်စ်ကတော့တိတ်မခတ်ပါဘူးကွာမင်းတို့တယောက်ချင်းစီတိုင်းတစ်ခါတည်းုံမှာပဲလို့ပြောပါတယ်ဒီကောင်ယူသွားပြီလားဘာတွေပေါက်ကြီးပြောနေရလဲမျိုးလုံးကြီးမစုံစင်နဲ့ဟေ့အဲ့လိုတယောက်တစ်ပေါက်ပြောနေတော့တောင်စွန်းကိုရှုံးမဲ့အစားအကုန်သေးတာပိုကောင်းလိမ့်မယ်ဒါပေမဲ့ကိုကြီးတို့ရာမင်းတို့နိုင်နိုင်ပါတယ်နိုင်ကိုနိုင်ရမယ်နိုင်အောင်လဲငါလုပ်ပေးမယ်အဲ့လိုချုံမောင်ကပြောတဲ့အခါဂျိုကူကဟုတ်ပါပြီညီလေးစိတ်လေးတော့နည်းနည်းလျှော့ဒါနဲ့တစ်ခါတည်းရမယ်ဆိုတာဘာကိုပြောရလဲလို့မေးပါတယ်သိချင်လားသိချင် volunteer တယောက်ရှေ့ထွက်ခဲ့လို့ပြောတဲ့အခါမင်းတို့ပိုတန်မာခြင်းနဲ့မလားပြောရမှာနည်းနည်းတော့ရှုပ်ပေမဲ့မင်းတို့ကတန်မာပြီးသားလို့ပြောတဲ့အခါဂျိုကူးကြောင်သွားပါတယ်မင်းမဲမနိုင်နိုင်ဘူးပြောတာလေအခုကျတော့လေတန်မာပြီးသားဖြစ်ရပြန်ပြီလားလို့မေးတဲ့အခါဒီလာပိုင်းအတွင်းလောက်ခဲ့တဲ့လေ့ကျင့်ခန်းတွေကြောင့်မင်းတို့ရဲ့ခန္ဓာကိုယ်ကလုံလောက်အောင်တန်မာပြီးနေပြီဒါပေမဲ့မင်းတို့အသုံးချပုံမှားနေသေးတယ်လို့ပြောတဲ့အခါဂျိုကူးတိတ်နားမလဲပါဘူးဒါဆိုငါမေးမယ်မင်းတို့ဓာတ်တိုင်းကိုဘာလို့တင်လဲလို့ဆက်မေးတဲ့အခါအဖြေကရှင်းရှင်းလေးပါမဟွာကထာအိုးကိုင်းဖြစ်တယ်နဲ့ညီဓာတ်တိုင်းဆိုတာဓာတ်ကနေတဆင်မိမိခန္ဓာကိုယ်ကိုပြန်လဲထိန်းချုပ်သုံးသက်ရင်ဉာဏ်အလင်းပွင့်နိဗ္ဗာန်ရောက်စေဖို့ပါဒါပေမဲ့ဒီလိုကြပြဆန်းဆန်းအဖြေကိုချုံးမြောင်မကြိုင်မှန်ဂျိုကူးသိပါတယ်ရန်သူကိုနိုင်ဖို့ပဲလို့ဖြေလိုက်တဲ့အခါဟာမင်းအဖြေကထာအိုးသမားနဲ့လည်းမတူပါလားတောင်ရန်စရိုက်ဆန်တယ်ကွာကြိုက်တယ်ဟဲ့ဒါပေမဲ့တဝက်ပဲမှန်သေးတယ်နိုင်ဖို့ကတော့ဟုတ်ပြီဘလို့ဆိုရင်နိုင်မလဲလို့ဆက်မိပါတယ်ပိုစွမ်းရင်နိုင်မှာပေါ့လို့ဖြေတဲ့အခါဟုတ်ပြီဒါဆိုငါနဲ့မင်းနဲ့ချကြည့်မယ်အကျော်ပြီးတဲ့အနေနဲ့ငါကဒဲခုတ်အကွက်ကိုပဲသုံးမယ်လို့ပြောလိုက်ပါတယ်ချုံးမြောင်ဘာတွေပြောနေလဲနားမလဲသလိုမနိုင်နိုင်တာလည်းသိပေမဲ့ဒဲခုတ်ပဲသုံးမယ်လို့ပြောတဲ့အခါဂျိုကူးစိတ်ပါသွားပါတယ်မင်းကဓာတ်စစ်ကြီးသုံးပါလားအေးနည်းနည်းအန်ရများတယ်မထင်ဘူးလားဟဲ့အောင်လာစမ်းပါကွာမင်းငါ့ကိုတကယ်တော့မခုတ်ဘူးမလားဒါပေါ့ဂျိုကူးတယောက်ကြောက်ကလည်းကြောက်နေပေမဲ့ချုံးမြောင်ကိုတမဖို့အခွင့်အရေးကိုလည်းလက်မလွတ်ချင်တာကြောင့်အညှိုးလုံးဝမရှိပါဘူးဆိုပြီးချပါတော့တယ်ချုံမြောင်ကတော့ပါရမီချင်းရှင်ရဲ့လီဇွန်မက်နဲ့ဂျိုကူးကတိတ်မကွာတာသတိထားမိသွားပါတယ်ချုံမြောင်ဒီလောက်အကျော်ပေးထားတာတောင်ဘလို့ခုတ်ခုတ်မထိတဲ့အစုံဂျိုကူးတယောက်သွေးပြက်လာပြီးသူအားထုတ်ခဲ့သမျှတွေကဘာတောက်ဖြစ်မှမရှိသလိုခံစားနေရပါတယ်
ခန်းစားချက်တွေကဓာတ်ရောင်ကြီးနဲ့အတူပောက်ကွဲထွက်လာတဲ့အခါအကုန်အံ့ဩသွားပါတယ်ဒီလောက်ပဲလားတေရတဲ့ခန်းစားချက်လေးဘယ်လိုနေလဲကွာ review လေးပြပါအောင်လို့ချုံမြောင်ကမိတဲ့အခါဂျိုကူတီကအော်ဒါဆဲနေပါတော့တယ်ကျန်တဲ့သူတွေကိုလှည့်ကြည့်လိုက်ပြီးတယောက်စီထွက်လာခဲ့ဖို့ပြောတဲ့အခါအမီးမြောက်လိုက်ဤပေါက်လိုက်လုပ်နေကြပါတယ်တယောက်မှထွက်မလာတဲ့အခါမင်းတို့မလာရင်ငါလာမယ်ဆိုပြီးဝင်တမပါတော့တယ်အကုန်သမပြီးတဲ့အခါမှာတော့ငါကဒဲခုတ်ပဲတုံးလာတော့မင်းဖာလို့မကတာလေအဲ့လောက်ကြီးအားပါပြီးမြန်နေမှတော့ဘယ်လိုကနိုင်မှာလဲဟာအေးမင်းသိရင်ပြီးတာပဲဒါဆိုမင်းရောဘာလို့လိုက်မလုပ်တာလဲဒီမှာကြည့်လေလွယ်လေးဟဲ့အောင်မင်းမညာနဲ့ခုနကအဲ့ထက်ပုံမြန်နေအဝေးကဓာတ်ကိုကြည့်တာနဲ့မင်းစီလာနေတဲ့ဓာတ်ကိုကြည့်တာကွာတက်တာတဘာဝပဲငါပြောချင်တာကမင်းမရှိတဲ့ကြန့်ခိုင်တဲ့ခန္ဓာကိုယ်အောက်ပိုင်းကိုအခြေတည်ပြီးအားအကုန်သုံးပြီးခုတ်ရင်ရလက်ကဓာပဲကွာဘာခက်လဲလို့ချုံမြောင်မိတဲ့အခါဂျိုကူစဉ်းစားသွားပါတယ်မင်းပြောချင်တာကငါတို့အတွက်ဓာကွက်လက်လာလေးတွေကိုမတောက်တစ်ခေါက်တက်တာထက်ကြန့်ခိုင်ပြီးသားခန္ဓာကိုယ်ကိုအခြေတည်ပြီးရိုးရှင်းတဲ့ဓာကွက်တွေကိုထိထိရောက်သုံးသင့်တယ်ဆိုတာလားလို့ယုံချောင်းကမေးတဲ့အခါဟုတ်တယ်အဲ့ဒီအပြင်ရန်သူကိုတစ်ချက်တည်းနဲ့အပြီးခုတ်ရမယ်ဆိုတဲ့ခံယူချက်ဒုတိယအကြိမ်ဆိုတာမရှိစေရဘူးဆိုတဲ့ခံယူချက်တစ်ချက်တည်းနဲ့မတက်နိုင်ရင်တေးရမယ့်သူကမင်းပဲဆိုတဲ့ခံယူချက်ရှိရမယ်လို့ချုံမြောင်ပြောလိုက်မှနားလေသွားပါတယ်။ချုံမြောင်သာဒဲခုတ်တစ်မျိုးတည်းကိုတုံးပြီးအကုန်လုံးကိုလက်တွေ့မတမပြရင်ဘယ်သူမှလက်ခံချင်မှာမဟုတ်ပါဘူး။ဒါပေမဲ့လည်းမောင်းဝါခိုင်းဝင်ဆိုတာမောင်းဝါဓာတိုင်းကိုပဲသုံးနေတာဘောလို့မိကုန်းထုတ်တဲ့အခါမျှချေဓာတိုင်းရဲ့ပထမအကွက်ကဘာလဲလို့ပြန်မိလိုက်ပါတယ်။ဒဲခုတ်လို့ယုံချောင်းကပြန်ပြေးလိုက်တဲ့အခါအကုန်လုံးသဘောပေါက်စပြလာပြီးပြန်ထလာကြပါတယ်။မျှချေဓာတိုင်းဆိုတာမောင်းဝါရဲ့အခြေခံပဲကွာ။မောင်းဝါရဲ့တိုင်းချမ်းတိုင်းမှာမျှချေဓာတိုင်း6ကွက်ကမပါမဖြစ်ပဲဒါတော့မင်းတို့ကောင်တွေကတေချာတက်အောင်မသိဘူးအဆင့်တွေကြောပြီးအမေကျော်တွေးတော်လွှဲနေကြတယ်ဒီမှာမှတ်ထားမျှချေဓာတိုင်းကိုတော့မပိုင်ပဲကြံတာတွေတင်လဲတောက်ဖြစ်ရှိမှာမဟုတ်ဘူးအဲ့လိုချုံချောင်ဆူတဲ့အခါမျှချေဓာတိုင်းကအရေးကြီးတာကဟုတ်ပါပြီဒါပေမဲ့မင်းတို့မျိုးအဲ့ဓာတိုင်းကိုတစ်ဖက်ကန်းခတ်တက်ဖို့ဆိုတာအချိန်တွေအများကြီးလိုတယ်ကွာငါ့ကိုတောက်ယူလို့ပြောလဲခံရမှာပဲဒါပေမဲ့ငါတို့အခုလိုနေတာကရေရှည်မှာရလာမယ်အစွမ်းမဟုတ်ဘူးကွာတောင်စွန်းနဲ့ချဖို့လက်ရှိရနိုင်မယ်အစွမ်းကိုလိုနေတာငါမေးမယ်ချုံမြောင်မင်းပြောသလိုသာလုပ်ရင်တောင်စွန်းကိုတစ်ဖက်သက်မရှုံးမှတေချာလားလို့ဂျိုကူကမေးပါတယ်ငါနော်မင်းကောင်းကိုရိုက်ခွဲခြင်းနေပြီဘာပြောရဲတစ်ဖက်သက်မရှုံးဘူးဟုတ်လားရှုံးမယ်ဆိုတာမင်းကလက်ခံထားပြီးသားပေါ့လေမင်းတို့ကောင်မျိုးကတေးဖို့ပဲကောင်းတယ်မင်းတို့နိုင်အောင်ငါလုပ်ပေးမယ်ဆိုတာဒီလောက်ပြောထားတာတောင်ရှုံးဖို့တွေးနေသေးတာလားဒီမှာနားထောင်ဂုံရှိရှိရှုံးနေဆိုတာတောက်ယူတွေပဲပြောတာကွာတကယ်တိုက်ပွဲမှာနိုင်ဖို့ကအဓိကပဲဘောင်းကြီးပဲချွတ်မျက်လုံးပဲနိုင်အောင်လုပ်ရမှာကွာအောက်တန်းကြတယ်ဆိုတာမရှိဘူးစစ်မြေပြင်မှာမင်းမဓာမရှိတာနဲ့ပဲရန်သူတွေကမင်းကိုကြော်သွားပြီးမယ်ထင်နေလားမင်းတို့ရဲ့စိတ်ဓာတ်တွေကိုငါကိုယ်တိုင်ပုံသိမ်းပြီးမှရတော့မယ်တစ်သားသားတွေတွားယူကြစမ်းအပြင်းပြေအချက်တောင်အရင်ခုတ်ကြတာပေါ့လို့ပြောလိုက်ပါတယ်အဲ့လိုမလိမ့်တစ်ပတ်နဲ့ခွေးမောင်းဝံမောင်းစမောင်းมาတော့တယ်ကိုကြီးချုံညောင်သာတပည့်မုံမင်းရဲ့အနာဂတ်မျိုးဆက်တွေကိုတိုင်းပညာလက်ဆင့်ကမ်းနိုင်မှာမဟုတ်တော့ဘူးဂိုင်းချုပ်ရာဟုတ်တယ်သူတိုင်းတွေကအဆင့်မြင့်တွေကြီးပဲနှမျောစရာကြီးဗျာအေးငါလည်းအဲ့ဒါပဲစိတ်ပူနေတာဒါပေမဲ့ငါကဂိုင်းချုပ်မဖြစ်ခင်လူသားတစ်ယောက်ဆိုတာမမေ့နဲ့ဦးကွာဘာမှအပြစ်မရှိတဲ့ကလေးတစ်ယောက်ကိုချုံမြောင်တပည့်လောက်ခိုင်းရမှာငါလိပ်ပြမလုံးဘူးကွာချုံမြောင်ဆိုတာလုံလောက်အောင်သာရိုက်လိုက်ရင်ခွေးတောင်ကင်းမိတော့အလိုလိုထောင်တက်မယ်လို့ထင်နေတဲ့လူမဆန်တဲ့ကောင်ကွာကိုကြီးအနောက်မှာကျွန်တော်တရားလုံးရှိနေသေးရဲ့နော်ဩအေးအဲ့တော့ဘာဖြစ်လဲ